ဗမာပြည်သူလွတ်မြောက်ရေးတပ်တော်၏ ဗမာပြည်သူလူမျိုးရဲ့တော်လှန်ရေး တပ်ဖွဲ့ဝင်တရားအဖြစ်ခံယူသည် တပ်ဖွဲ့ဝင်တရားဖြင့်ခံယူသည် စစ်ကောင်စီအာဏာသိမ်းပြီး၄နှစ်ကျော်ကာလတွင်ကျွန်တော်တို့ပြည်သူတွေဟာတစ်နေ့ထက်တစ်နေ့အကြောက်တရားတွေနဲ့ပဲရင်ဆိုင်နေကြရပါတယ်ဒီတော်လှန်ရေးမှာEAOတွေဟာຫນွေဦးတော်လှန်အစုဖွဲ့တီးတီးကိုပုံစံမျိုးစုံနဲ့ကူညီပေးနေပါတယ်ဒါ့အပြင်သူတို့ဒေသမှာအခြေစိုက်တဲ့စစ်ကောင်စီရဲ့စစ်စခန်းပေါင်းများစွာကိုတိုက်ခိုက်သိမ်းပိုက်ပြီးမြို့ပြများကိုပါထိန်းချုပ်လာနိုင်ပါတယ်တောင်တန်းဒေသတွေမှာစစ်ကောင်စီရဲ့အငွေသက်တွေတဖြည်းဖြည်းလွင်ပါပြတ်ွယ်လာတာကိုလည်းတွေ့ရပါတယ်။တစ်ဆက်တည်းမှာပဲပြည်သူနဲ့တော်လှန်ရေးအင်အားစုဟာလည်းအချိန်ကုန်ကောင်းစွာနဲ့ပူးပေါင်းဆောင်ရွက်နေကြပြီးတော်လှန်ရေးရဲ့အနှစ်သာရကိုပုံဖော်လျက်ရှိပါတယ်။ စနစ်ဆိုးကိုဖြိုဖျက်စနစ်ကောင်းတစ်ခုကိုတည်ဆောက်နိုင်ဖို့လက်နက်ကကြော်နေကိုဆင်နွှဲနေရပြီးရိုးရွံ့နေတဲ့လူဖွဲ့ကြီးတစ်ခုလုံးကိုပြောင်းလဲနိုင်မှသာစစ်မှန်တဲ့တော်လှန်ရေးတည်းအဖြစ်တမိုင်းမှာချန်ကားခဲ့နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် BBL ဟာစစ်တပ်တစ်ခုအနေနဲ့ COC စစ်ရေးနိုင်ငံရေးမူဝါဒစတာတွေကိုတည်ပြုထုတ်ပြန်ကလက်တွေ့ကျင့်သုံးနေပြီး BBL မှာတာဝန်ထမ်းဆောင်သူတွေအနေနဲ့ကြိုတင်လေးလာထားနိုင်မှာဖြစ်ပါတယ်။လက်ရှိမှာလည်းတော်တော်တို့ဝင်ရောက်လိုသူများကိုတေချာစီစစ်ရွေးချယ်ခေါ်ယူလျက်ရှိပါတယ်။ကျွန်တော်တို့ BBL ကတိုက်ပွဲအောင်ပွဲမှသည့်လူတို့လွတ်မြောက်ရေးစီတို့ဆိုပြီးဆောင်ဖို့တိုင်းပြည်သူလူထုနဲ့သားရရက်တီကတော်ရင်ရေးပြီးဆုံးအောင်မြင်သည့်အထိတိုက်ပွဲဝင်သွားမယ်ဆိုတာထပ်လောင်းကတိပြုအပ်ပါတယ်။